အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Jake လို့ခေါ်ပါတယ်ဒီမှာတော့ဒိုမီနဲ့တင်းနေနေတဲ့ဘာကြီးမှာကျွန်တော်ရက်တရအသက်ရှင်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကကျွန်တော် D1 ဖြစ်တယ်ပေါ့နော်ဒါနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းဒါနဲ့ subscribe လုပ်ခဲ့ပြီးတောင်းဆိုကြပါတယ်တဲ့အဲ့တော့ကျွန်တော်အိမ်နဲ့ဝင်လို့ရတယ်တဲ့တန်းပြီးတော့ဝင်ကြည့်အောင်ဟုတ်တယ်တဲ့ဘယ်ကဘတ်ဖြစ်နေလားမသိဘူးပေါ့နော်အေးငါကမီမရှိဘူးတဲ့အေးကနေအေးဝိုင်းဒီအဲ့တော့တော့အားရမရေဘူးလေအိုးကောင်းလို့အရေဘူးမဟုတ်ဘူးလေကျွန်အေးဘူးပေါ့နော်အေးလာလိုက်တာတေအဲ့တော့ပိတ်ထားတယ်โอเคအေးကပ်ထားပါလေတဲ့လိုက်တူလိုက်ဒီမရတော့ဘူးလားကောင်းနေဝိုင်းအဲ့တော့ကျွန်တော်ရက်တရအသက်ရှင်မှာဆိုတော့တို့တဲ့ DC ကိုတော့ရှောင်းလေလေးရတယ်လေးပူချဲကြီးပါလားရှောင်းကမပိတ်နေလို့ဒုက္ခပဲလေဒါမှမဟုတ်ဒီဘူးကိုမောင်ကျိုးကိုမောင်လေရချက်တူနီကိုလုံးယူရမယ်တဲ့မိုင်ဘုံလို့ရှိတယ်ပါဠိတော့အော်မိုင်ဘုံအဲ့ပါဠိတော့မသိဒါထိုင်နေဥစ္စာတဲ့မိုက်တယ်ကဲအဲ့တော့ပေါအောင်ညာဒီနေ့မှာတော့ကျွန်တော်အဲ့အဆောက်အဦကိုသွားမှာပေါ့နော်โอเคကြည့်ရပါလိမ့်မယ်ရနိုင်မလားမသိဘူးတက်ကြည့်ရခဲမှာသူမြင်ရရှိနေမလားမသိဘူးတော့မတူဘူးဗျဟိုတီချောင်းလို့တတိထားတော့ထားနေရမယ်ဗျအများကြီးဒီဘက်ကနေတူနေတဲ့ထားလိုက်တော့တယ်အဲ့ဟုတ်တယ်ဒီဘက်ကတော့ကိုက်ချင်နေတာလေရှင်းဒီလားမဟုတ်ဘူးအနေမှားတာပေါ့နော်အပေါ်ရောက်တော့ကျွန်တော်လည်းဆုံးမရှိလားမရှိတာဆိုတော့ဟိုအိချာဆက်လိုက်တယ်တဲ့ဘုံကြီးကတော့နှိုက်ကြည့်တဲ့အခါကျတော့ကျုပ်တက်တာတစ်ခုတွေ့တယ်ပေါ့နော်ဒါကျုပ်ပုံးကြီးနှိုက်တာမဟုတ်ဘူးကျွန်တော်ပုံးကြီးဖွင့်ကြည့်တာပေါ့နော်ခဲတော်ကြီးလည်းတွေ့ရတဲ့ချက်သားကြီးလည်းတွေ့ရတဲ့အကုန်လုံးမလာလိုက်တယ်ပေါ့နော်ချက်သားကြီးနေရတော့ခဏနေဦးများရေးကြည့်တဲ့အချိန်တို့အဲ့လိုမျိုးအချိန်တွေမှာကျုပ်အစာကြီးကတုံးတော့ကောင်းလိမ့်မယ်နဲ့တူတယ်တဲ့ရေခန်းချောင်းတယ်ကျွန်တော်မသိဘူးတဲ့တက်တောက်နေပါဘောနော်တော့ပြီးတော့ကျွန်တော်ကုံငယ်ကြီးတော့မှကျွန်တော်သိရပါတော့ချက်တာယူအောင်ညဘက်ရောက်လာတော့အင်းကြီးကမှောင်းလာတယ်တဲ့ညဘက်မဟုတ်ဘူးတဲ့ဒါမနက်ပဲရှိသေးရပါတော့ညဘက်ဆိုကျွန်တော်အင်းကြီးကမှောင်းနေတာတဲ့
ကျွန်တော်မီးထုံးပေးခဲ့တယ်ကျွန်တော်လည်းအောက်ကိုပြန်ဆင်းလာတော့ဇွန်ဘီနဲ့ရောက်နေမလားဆိုပြီးကိုကြည့်ဒီနဲ့ကျွန်တော်ဒီထားပြီးတော့အောက်ကိုပြန်ဆင်းလာရတယ်ဇွန်ဘီတွေကတော့အပြင်မှာပေါ့နော်ကျွန်တော်ရဲ့လက်ဆွဲတော့စော့ကိုင်းကြီးထုတ်ပြီးတော့ဟိုးကြည့်လိုက်လုံနေတယ်ရှိမှာတော့ဇွန်ဘီတွေတဲ့ယောကြည့်တယ်ကောင်းလုတ်တော့လူတိုင်းမထီးဘူးလူတိုင်းထီးတယ်အနေကျွန်တော်လည်းအနောက်မှာတွေ့ခဲ့တယ်ပေါ့နော်ကျုပ်ဘာပြောရမလဲတဲ့အဲ့ဒီနေရာကြီးကိုကျုပ်အဝိုင်းပေါ့နော်ဘာဝိုင်းနေတော့မသိဘူးတဲ့ကျွန်တော်လည်းအဲ့ဒီနေရာကိုတက်ကြည့်ရတယ်ကွာတက်ကြည့်အောင်ဘယ်လိုမသိလဲအဲ့ကျုံဒီဖက်တဲ့နေရာကြီးနဲ့တူတယ်ရေဒီလေးကျုံအရင်ရှိခဲ့တော့ကကျုံတုံးတဲ့ဥဆိုင်နဲ့တူတယ်ဗျာအင်းလက်လေတုံးတဲ့ဥဆိုင်နဲ့တူတယ်ဗျာဆောင်းမတူတယ်ဗျာနော်ဘီနာတွေကိုအကုန်လုံးပတ်ကြည့်တဲ့အခါကျတော့ကျုံပေါ့နော်ရေတွေကိုကျုံတူလောင်ပြီးတော့ထုတ်တဲ့ဥစ္စာကြီးကထားလိုက်အောင်ဗျာဒါကြီးတော့